Jammo zomi jin leitung bup zomi hempel hong ho pi ing. Ming la ba shin. Jama nami do kai ending pi ba di shin. Leshi ba di tawin ka do zomi amyuta ba di bahu alo amu song gomdi win u pi ba di. Yaku ching ma sa yue yomi amyuta ba di mo wa da. Tabo tha lu ngan si mya ko tin pya sui nui twa ma pi ba di. Zomi mi ba pi tu mya shin ma ja mi sa tin jin pa pyu lo me thui thui yui kaw pwe nai ကျမတို့ဇုံမီအမျိုးသားပါတီတွေလည်းလွတ်တော်အသီးသီးတွင်ဝင်ရောက်ရှင်ပြိုင်မယ်ဖြစ်ပါသဖြင့်တတ်နိုင်တဲ့ပြစ်မှဝင်းထောက်ခံရသည်ပြီးနိုင်ရန်ပထမအိုးစွာတင်ပြလိုပါသည်လာမယ့်အထွေထွေရွေးကောက်ပွဲတွင်မိဘပြည်သူများဆုံးဖြတ်ချက်မမားစေရန်နှင့်ဇုံမီတိုင်းရင်းသားများနောက်ကောက်မကြံရစ်စေရန်အတွက်အချိန်မီပြင်ဆင်သင့်သည်များပြင်ဆင်နိုင်ဖို့လည်းအသည့်ပြေညွှန်းစော်လိုပါသည်ကျမတို့ဇုံမီအမျိုးသားပါတီအနေဖြင့်နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းများဖြင့်တည်ဆဲဥပဒေပေါင်းများအတွင်း၌သာအဖြေရှာနိုင်မည်ဟုအခိုင်အမာယုံကြည်ပါသည်ထို့အပြင်ကျမတို့ဇုံမီအမျိုးသားပါတီ၏နိုင်ငံရေးသဘောထားယက်တီချက်များမှာဇုံမီတိုင်းရင်းသားများအပါအဝင်မြန်မာပြည်တွင်မြေသိမ်းနေထိုင်သောတိုင်းရင်းသားအားလုံးတို့၏နိုင်ငံရေးအရာတန်းတူညီမှုရရှိဖို့နှင့်အနှစ်သာရပြည့်ဝသောဒီမိုကရေစီနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်သက်ဆိုင်ရာအင်အားစုအသီးသီးတို့နှင့်လက်သွေးအကောင်အထည်ဖော်တည်ဆောက်ဖို့ကြိုးစားဆောင်ရွက်သွားရန်ဖြစ်ပါသည်ထို့ကြောင့်ကျမတို့ဇုံမီအမျိုးသားပါတီ၏မိုးဝါဒသဘောထားလုပ်ငန်းစဉ်များကိုအောက်ပါဖော်ပြအတိုင်းတင်ပြသွားမှာဖြစ်ပါသည်ရှင်အခြေခံမူများတစ်ဇုံမီတိုင်းရင်းသားများ၏အမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်မြင့်တင်ရေးနှစ်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုပြည်ပြင်းစွာပေါ်ထွန်းရေးအတွက်အခြားသောနီကိုတိုင်းရင်းသားများနှင့်အတူတကွလက်သွေးကြိုးပမ်းဆောင်ရွက်ရေး၃ဇုံမီတိုင်းရင်းသားများ၏ဥစ္စာဒနာအမြင့်မီကိုးကွယ်သည့်ဘာသာစာပေယဉ်ကျေးမှုဓလေ့ထုံးသားများအားကာကွယ်ထိန်းသိမ်းဆောင်ရှောက်မြင့်တင်ရေး၄နိုင်ငံတော်၏အထောက်အထားအာဏာတည်တံ့ခိုင်မြဲရေးငြိမ်းချမ်းသာရသောလူအတိုင်းအဝင်းတည်ဆောက်ရေးနှင့်လွတ်လပ်ရေးအတွန်းစီကြာတည်တံ့ခိုင်မြဲရေးငါမြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်များနှင့်နိုင်ငံပြန်လည်တည်ဆောက်ရေးတွင်ဇုံမီတိုင်းရင်းသားများအားကိုစားပြုရေးဆိုနိုင်ရေးတို့ဖြစ်ပါသည်ကျမတို့ယုံမီအမျိုးသားပါတီ၏အဓိကရည်ရွယ်ချက်များကိုလည်းဆက်လက်တင်ပြသွားမှာဖြစ်ပါသည်ရည်ရွယ်ချက်တစ်ဇုံမီတိုင်းရင်းသားများအားလုံးသွေးစည်းညီညွတ်ရေးရရှိအောင်ဆောင်ရွက်သွားမယ်နှစ်အခြေခံလူအခွင့်အရေးများရရှိရေးနှင့်ဒီမိုကရေစီအခွင့်အရေးကြောင့်လူနည်းစု၏အခွင့်အရေးနိုင်ငံသားအခွင့်အရေးထိခိုက်ဆုံးရှုံးမှုမရှိဘဲအထစ်အခိုက်မရှိအောင်ဆောင်ရွက်မယ်၃အမြင့်မြန်မာနိုင်ငံတော်၏စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးကဏ္ဍများပုံမပေးတိုးတက်မြင့်မာရေးကြိုးပမ်းမယ်၄ဇုံမီတိုင်းရင်းသားများဘိုးဘွားစဉ်ဆက်နေထိုင်တဲ့ဒေသများနဲ့ဆက်တဲ့ဒေသအလုံးတပြင်းနေဘစ်ဆောင်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွားမယ်ငါလွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကိုပြည်ပြင်းစွာအကောင်အထည်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းမယ်၆ဇုံမီဒေသအတွင်းထွက်ရှိသောတဘာဝတယံတန်တများ၏ထိုက်တန်သောအကျိုးခံစားခွင့်များကိုဇုံမီတိုင်းရင်းသားများရရှိအောင်ကြိုးစားဖော်ဆောင်မည်ခုနှစ်ဇုံမီဒေသအတွင်း
နေဆက်ကုံတွေရေးလမ်းကြောင်းများတူးချက်ဖွင့်လှစ်နိုင်ရေးနဲ့ထူလမ်းကြောင်းများမှရရှိသောအခွန်အခသို့မဟုတ်အကောက်ခွန်များကိုပြည်ထောင်စုပြည်နယ်နဲ့ဒေသန္တရဒေသများရှိပြည်သူများတာတူနေစွာရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်တစစ်သေးတွင်စစ်လက်၍ကျမတို့ယုံမီအမျိုးသားပါတီ၏စေလုပ်ငန်းစဉ်များကိုလည်းမြေပပြည်သူများသိရှိနိုင်ပါရန်တင်ပြဆွေးနွေးသွားမှာဖြစ်ပါသည်လုပ်ငန်းစဉ်များတစ်ပြည်ထောင်စုအတွင်းမြေသိမ်းနေထိုင်သောပြည်သူလူထုတရက်လုံး၏ဒီမိုကရေစီအခွင့်အရေးကိုထောက်ခံကာကွယ်ရေးနှင့်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ချစ်ကြည်ရေးစည်းလုံးညီညွတ်ရေးတရားမျှတသောတန်းတူအခွင့်အရေးရရှိရေးစသည်တို့ကိုအခိုင်အမာတည်ဆောက်ရင်းပြည်ထောင်စုကြီး၏အချုပ်အခြာအာဏာကိုကာကွယ်စောင့်ရှောက်ရေး၃လွတ်လပ်စွာပွင့်လင်းသောနိုင်ငံရေးမူဝါဒကိုကျင့်သုံးရင်းပြည်တွင်းငြိမ်းချမ်းရေးမှတဆင့်ကပ္ပငြိမ်းချမ်းရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရေး၄နိုင်ငံသားတိုင်းလူနည်းစုများ၏ပညာသင်ကြားခွင့်အခွင့်အလမ်းများနဲ့မိမိလိုချင်တဲ့အသက်မွေးဝမ်းကြောင်းပညာအရရက်တို့လွတ်လပ်စွာလေ့လာစေပိုးနိုင်ရေးအတွက်အခွင့်အရေးလမ်းများကိုဖော်ဆောင်ပေးနိုင်ရေးတို့ဖြစ်ပါသည်နေကုန်းချောအနေနဲ့ကျွန်မတင်ပြလိုတာကတော့ဇုံမီမိဘပြည်သူများအနေဖြင့်သိထားရမည်မှာအခြားသောသစ္စာရာတိုင်းရင်းသားနေရကိုအသေးသေးတို့ဒီလဲမိမိတို့တိုင်းရင်းသားလူမျိုးကိုစားပြုသောပါတီကိုသာလျှင်ထောက်ခံဆန္ဒမဲပြီးရွေးကောက်တင်မြှောက်ကြမေမှာအေကမလွဲဖြစ်ပါသည်ထို့ကြောင့်ဇုံမီမိဘပြည်သူများအနေဖြင့်လဲဇုံမီတိုင်းရင်းသားများ၏အမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်မြင့်တင်နိုင်မဲ့မိမိတို့လူမျိုးကိုစားပြုသည့်ဇုံမီအမျိုးသားပါတီကိုသာထောက်ခံဆန္ဒမဲပြီးရွေးကောက်တင်မြှောက်ကြပါရန်ကျမအနေဖြင့်အလေးအနစ်ထားနှိုးဆော်တိုက်တွန်းချင်ပါတယ်ရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နဗစ်ပီတုံဝါလုံတမမတုပ်ပါထဖာ